ဝေဒနာလန်းကြီးမှာနေကြပန်းမရှိလို့အပြေရှာအလွမ်းမိတ်နေရင်ရော့ဝယ်စားသွားလိုက်ဈေးကြရောင်းတဲ့စေတနာပန်းသည်ရေးစားနဲ့ကဘာအစုံတစ်ဖက်သွားမလားကျွန်းဘက်သွားမလားငွေကြေးချွေတာဖို့ဟော်ရီကအညွတ်အဖက်များမပါတဲ့ကန်စွန်းရွက်စားကြတယ်တစည်းမ1000ပြောင်းချော်လေးနဲ့မို့ကင်လို့ကောင်းလားစမ်းကြည့်ွယ်လုံးလုံးတုတ်လေးနဲ့စိုက်ကအရန်ကြီးတယ်တန်ရှင်းလက်ဆက်တဲ့ခရမ်းသီးတဲ့ဝယ်စားကြပါဦးညဘက်ဆိုအရက်ပလင်းများမရှိလို့မနှက်ဆိုမြက်တွင်းကြသေးလေအခုပါဇက်တွင်းအားရှိဖို့တစ်ခွက်ချင်းချမိတော့ဒါနဲ့လာဝယ်ကြပါဦးကြက်သင်ခါသည်ကျမရောက်တာဖျားပန်းနေပန်းတယ်လေးကတအားလန်းနေကိုမောင်အများငန်းနေတော့ဝင်စိုက်မှာယောက်ျားတွေအုံတာတအားမဆန်းပေပဲစီနှမ်းစီစားအောင်စီရေမရောတဲ့လို့အများသုံးသေးဈေးလာစစ်ရင်ခကုန်းပြီလာဝယ်ကြပါတယောက်ကငါပုံးစီချစ်ကြိုးလက်ကြိုးခါကနာရာထားတဲ့မိမမှာတွားမပါဘူးစွန့်ဝက်ပြီးတော့လည်းနားမကြပါဘူးအရက်တောက်ချင်လို့တနာကြပါ